အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဖတ်ပြပေးမယ့်စာအုပ်ကတော့ Lisa Harrison, Adrian Littell, Edward Clough တို့ရေးသားထားတဲ့ Politics The Key Concept စာအုပ်ကိုသူရိန်မျိုးမြင့်ကဘာသာပြန်ထားတဲ့နိုင်ငံရေးဆိုင်ရာအထူးအယူအဆများဆိုတဲ့စာအုပ်ကိုဘဝတုဒ္ဒရစေရန်အတွက်ဖတ်ပြပေးရဖြစ်ပါတယ် Militancy စစ်သွေးကြွမှုဟာနိုင်ငံရေးအယူအဆတစ်ခုဖြစ်ပြီးသတ်မှတ်ထားတဲ့အဖွဲ့အစည်းနဲ့အပြုအမူမျိုးစားတွေရှိတယ်။ဒါမျိုးကိုတိုက်ရိုက်လှုပ်ရှားတဲ့အုပ်စုတွေနဲ့အစွန်းရောက်လှုပ်ရှားမှုတွေမှာတွေ့ရတယ်။စစ်သွေးကြွလှုပ်ရှားမှုနဲ့ပတ်သက်ပြီးငြင်းခုန်တယ်ဆိုတာကဒီလိုလှုပ်ရှားမှုတွေရဲ့ဥပဒေဆိုင်ရာနဲ့မှန်ကန်မှုဆိုင်ရာသဘာဝနဲ့ပတ်သက်တယ်။စစ်သွေးကြွတွေဟာမကြာခဏဆိုသလိုဥပဒေနဲ့မညီတဲ့လှုပ်ရှားမှုတွေကိုလုပ်တတ်ကြတယ်။ဒါပေမဲ့ဥပဒေကိုယ်တိုင်ကမညီမျှမှုနဲ့မတရားမှုတွေဖြစ်နေတဲ့အပြစ်အနာစာရှိတဲ့စနစ်ဖြစ်နေလို့လှုပ်ရှားကြတာလည်းရှိတယ်။ဥပမာအားဖြင့်အမျိုးသမီးတွေမဲပေးခွင့်အတွက်လှုပ်ရှားခဲ့တဲ့အမျိုးသမီးများ၏လူမှုရေးနဲ့နိုင်ငံရေးယူနီယံအဖွဲ့ဆိုရင်အများပြည်သူဆိုင်ရာဥပဒေတွေအတော်များများကိုချိုးဖောက်ခဲ့ကြတယ်။အဲဒီလိုပဲအမေရိကန်ကနိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုဆိုရင်လည်းဘတ်စကားတွေမှာလူပြူလူမဲခွဲကြတဲ့စနစ်ကိုအန်တုခဲ့ကြတာမျိုးရှိတယ်။ဥပမာအားဖြင့်ရိုဆာဘတ်ဆိုရင်ထင်ရှားတယ်။အရက်ဘက်အာဏာဖီဆန်မှုကိုအတိတ်ပဲဖော်ရမှာရောဂါအယူအဆနဲ့စစ်သွေးကြွမှုကြားမှာခွဲခြားပြတယ်။စစ်သွေးကြွတွေဟာတည်ဆဲနိုင်ငံရေးစနစ်ကိုပိုပြီးနက်နက်ရှိုင်းရှိုင်းဆန့်ကျင်တယ်။ဒီစနစ်ဟာတရားမျှတကောင်းရဲ့ကြောင်းကျိုးညီညွတ်မှုရှိနိုင်ကောင်းရဲ့လို့တော့လက်မခံဘူး။ဒီသဘောအရစစ်သွေးကြွလှုပ်ရှားမှုကဥပဒေကိုသစ္စာရှိတဲ့အနေအထားမျိုးတော့မဟုတ်ပဲဥပဒေစနစ်ကိုပိုပြီးလေးနက်စွာဆန့်ကျင်တယ်။အလွန်ခြားနားတဲ့ယုံကြည်မှုတွေကိုကင်ဆွဲထားတဲ့လိုလားချက်တွေအဖွဲ့အစည်းတွေကိုဖော်ပြဖို့အတွက်စစ်သွေးကြွမှုဝေါ်ရတာကိုအတော်လေးအသုံးပြုတယ်။အာဏာပိုင်မှုနဲ့တည်ဆဲအခြေအနေကိုစန့်ကျင်တာကသူတို့ကိုညီညွတ်စေတယ်။နိုင်ငံရေးအပြောင်းအလဲအတွက်စိတ်ဝင်စားမှုမြင့်တက်လာစေဖို့နည်းစနစ်မျိုးစုံကိုသုံးပြီးအများပြည်သူမြင်သာအောင်လုပ်တာမျိုးတခါတည်းဥပဒေနဲ့မညီတာမျိုးတွေကိုတွေ့ရတယ်။စစ်သွေးကြွဆောင်ရွက်ချက်ရဲ့ဗဟိုချက်မှာရှိတာကတော့ခုခံလုပ်မှုနဲ့ဖျို့ဖျဲဖြစ်အောင်လုပ်လို့မှုတွေဖြစ်တယ်။စစ်သွေးကြွမှုဆိုတဲ့ခေါင်းစဉ်ကတော့ UK မှာ20ရာစုဒုတိယပိုင်းမှာကတည်းကအချို့သောအလုပ်သမားသမဂ္ဂတွေနဲ့တွဲပြီးမြင်ခဲ့ကြတယ်။ဒီအဖွဲ့တွေဟာတပိတ်မောက်ဖို့စန္ဒပြင်းပြတဲ့အဖွဲ့တွေဖြစ်ပြီးအထူးသဖြင့်စကော့တလန်နဲ့ဝေးကကြောင်မီးသွေးလုပ်ငန်းတွေမှာတွေ့ရတယ်။အမျိုးသမီးရေးလှုပ်ရှားမှုတွေဆိုရင်လည်းဆွေးနွေးဖို့ကောင်းတဲ့ခေါင်းစဉ်တွေဖြစ်ပြီးအကြမ်းဖက်တာဟာယောက်ျားတွေရဲ့ဆောင်ရွက်ချက်ဖြစ်လို့အမျိုးသမီးရေးလှုပ်ရှားမှုမှာမသိလျော်ဘူးလို့ဆိုကြတယ်။ဟေးဘူးကတော့ဘာသာရေးအစွန်းရောက်တွေရဲ့စစ်သွေးကြွမှုကိုဖော်ပြတယ်။ဘာသာရေးမှာအဓိကတန်ဖိုးဆန်တွေယုံကြည်ချက်တွေသာရှိနေတာမဟုတ်ပဲဖျားသခင်ကတတ်မှတ်ပေးတဲ့ရည်ရွယ်ချက်လဲသူတို့မှရှိတယ်လို့စစ်သွေးကြွတွေကယုံကြည်တယ်။ဒီယုံကြည်ချက်ကနေသူတို့ရဲ့စစ်သွေးကြွမှုကဆင်းသက်လာတယ်။ပြီးတော့လေသူတို့နဲ့မတူတဲ့အခြားသူတွေဒါမှမဟုတ်ဆန့်ကျင်ဘက်တွေကိုတတ်မှတ်ဖို့ကလွယ်ကူတယ်။ဒါကအခြားသောပြိုင်ဘက်ဘာသာရေးဒီမျိုးဖြစ်ကောင်းဖြစ်မယ်။နောက်ပိုင်းမှာတော့အနောက်တိုင်းဆန်စေခြင်းနဲ့သူ့ရဲ့တန်ဖိုးတွေကိုပုံမညင်းပယ်လာတာကိုတွေ့ရတယ်။